ကဲ့ကိုစီရနိုင်အခုကလေပြည်သက်ကြီးကိုအခုဆိုလို့ရှင်အားရပါရနဲ့တချင်းတွေအများကြီးဖြော်ပြခဲ့တယ်နော်အခုရောနောက်တစ်ပုတ်အနေနဲ့ဘယ်တချင်းလေးကိုကိုရွေးချယ်ထားလဲနောက်တစ်ပုတ်အနေနဲ့ကတော့ငယ်ဘဝဆိုတဲ့တချင်းလေးပါလူတိုင်းဖြတ်တန်းနေရတဲ့အကြောင်းလေးကိုရေးဖွဲ့ထားတဲ့ငယ်ဘဝဆိုတဲ့တချင်းလေးပါအခုရဲ့ငယ်ဘဝအကြောင်းလေးကိုပြည်သက်ကြီးနဲ့တူညီမလေးတို့မောင်နှမနှစ်ယောက်ကနားဆင်မယ်နော်